မင်္ဂလာပါရှင် Grade 9 English Unit 4 Lesson 1 Feelings ဒီသင်ခန်းစာလေးကိုရှင်းပြပေးမှာပါ Feelings ဆိုတာကစိတ်ခံစားချက်များဆိုတဲ့အဓိပ္ပာယ်ပါ Describing feelings using adjectives adjective ဆိုတဲ့ဒီနာမဝိသေသနတွေအသုံးပြုပြီးတော့ feelings ဆိုတဲ့စိတ်ခံစားမှုတွေအကြောင်းကို describing ဖော်ပြခြင်း vocabulary ဝါရ number 1A match the adjectives in column A with their meanings in column B match ရှင်တွဲပါ the adjectives in column A column A က adjectives တွေနဲ့ with their meanings in column B column B ကသူတို့ရဲ့ meanings အတိတ်ပဲဖွင့်ဆိုချက်တွေနဲ့ match ရှင်တွဲပေးရပါမယ်တဲ့အဲဆိုတော့ column A မှာကadjectives တွေကိုပေးထားပါတယ် column B မှာတော့ their meanings သူ့ရဲ့အဓိပ္ပာယ်တွေပေါ့နော်အဲဆို column A ကအဓိပ္ပာယ်ကဘာလဲ column B ကအဓိပ္ပာယ်ကဘာတွေလဲကြည့်ပါမယ် number 1 amidst amidst ဆိုတာကတော့အလွန်အမင်းအံ့ဩသောဆိုတဲ့အဓိပ္ပာယ်ပါ okay next number 2 motivated ဆိုတာကတော့စိတ်အားထက်သန်သောဆိုတဲ့အဓိပ္ပာယ်ပါ number 3 confused ရဲ့အဓိပ္ပာယ်ကစိတ်ရှုပ်ထွေးသော okay next number 4 depressed သူရဲ့အဓိပ္ပာယ်ကတော့စိတ်တက်ကြသောဆိုတဲ့အဓိပ္ပာယ်ပါ number 5 determined not determined လို့မထွက်ရပါဘူး determined လို့ထွက်ရပါမယ် determined ရဲ့အဓိပ္ပာယ်ကတန်တိတ်ထန်ချထားသောစိတ်ဆုံးဖြတ်ချက်ချထားသောဆိုတဲ့အဓိပ္ပာယ်မျိုးပါ okay next number 6 exhausted ရဲ့အဓိပ္ပာယ်ကအလွန်အမင်းမောပန်းသောခြေကောင်းလက်ပန်းကျမောပန်းသောဆိုတဲ့အဓိပ္ပာယ်ပါ number 7 vaccinated ရဲ့အဓိပ္ပာယ်ကဆွဲမက်စရာကောင်းသောအလွန်ကောင်းသောဆိုတဲ့အဓိပ္ပာယ်ပါ number 8 frustrated ရဲ့အဓိပ္ပာယ်ကစိတ်ပျက်စရာကောင်းသောဆိုတဲ့အဓိပ္ပာယ်ပါ number 9 impatient ရဲ့အဓိပ္ပာယ်ကစိတ်မရှိသောဆိုတဲ့အဓိပ္ပာယ်ပါ number 10 impressed ရဲ့အဓိပ္ပာယ်ကအထင်ကြီးလောက်စရာကောင်းသောလေးစားမြတ်နိုးစရာကောင်းသောဆိုတဲ့အဓိပ္ပာယ်ပါ okay column B က meaning လေးတွေကတော့ number A working to achieve a goal even if it is difficult working to achieve a goal ဆိုတာရည်မှန်းချက်ပန်းနိုင်ကိုရရှိဖို့ရန်အလုပ်လုပ်တော့ even if it is difficult ခက်ခဲနေမယ်ဆိုရင်တောင်မှပဲဒီပန်းနိုင်ကိုရရှိဖို့ရန်အလုပ်လုပ်တော့ဆိုအဓိပ္ပာယ်ဆိုတော့ဒီထဲကဘယ်နံပါတ်နဲ့တွဲမလဲ okay next number B unhappy and without hope unhappy မပျော်ရွှင်တော့ and without hope မျှော်လင့်ချက်မရှိတော့ပါနော် okay next number C very surprised ဆိုတော့အလွန် surprise ဆိုတာအံ့အားသင့်စရာကောင်းတော့เนาะအဲဆိုအလွန်အံ့အားသင့်စရာကောင်းတော့ okay next number D causing someone to admire or respect ဆိုတော့ဒီတစ်စုံတစ်ယောက်ကိုတစ်စုံတစ်ခုကိုမျက်နှိုးတော့ respect လေးစားတော့ဆိုတဲ့အဓိပ္ပာယ်ပါ okay next number E getting angry easily ဆိုလွယ်ကူကူစိတ်ဆိုးလွယ်တော့ဆိုတဲ့အဓိပ္ပာယ်ပါ okay next number F unable to think clearly or to understand something unable to think clearly ဆိုတော့ unable ဆိုတာမစွမ်းဆောင်နိုင်တော့ပါเนาะ to think clearly ရှင်းလင်းမတွေးတော့နိုင်တော့ or ဒါမှမဟုတ် to understand something ဒီတစ်ခုခုကိုနားမလည်လွယ်နိုင်တော့ရှင်းလင်းမတွေးတော့နိုင်တော့ဆိုတဲ့အဓိပ္ပာယ်ပါ okay next number G extremely tired ဆိုတာအလွန်အမင်းမောပန်းနေတော့ okay next number H very keen to do something
KEN keen ဆိုတာကစိတ်အားထက်သန်တော့ very keen to do something တခုခုတစ်စုံတစ်ခုကိုလုပ်ဖို့အလွန်စိတ်အားထက်သန်တော့ okay next number I feeling annoyed or lacks confidence feeling annoyed ဆိုတော့စိတ်ပျက်စရာကောင်းတော့ or ဒါမှမဟုတ်ရင် lacks confidence နော် confident less confidence ဆိုတာယုံကြည်မှုနည်းတော့ပါနော် okay next number J extremely interested ဆိုတော့အလွန်အမင်း interested ဆိုတာစိတ်ဝင်စားစရာကောင်းတော့ဆိုတဲ့အဓိပ္ပာယ်ပါအဲဆိုတော့ column B ကအဓိပ္ပာယ်လေးလည်းတည်သွားပြီ column A ကအဓိပ္ပာယ်လေးလည်းတည်သွားပြီအဲဆိုတော့ mention တွေ့ရမယ်ပေါ့နော် okay number 1 amidst ဆိုတာကခုနကအံ့ဩစရာကောင်းတော့ဆိုတာဘာနဲ့တွဲမလဲ number C နဲ့တွဲမှာပေါ့နော် number C very surprised ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် okay next number 2 motivated ဆိုတာကခုနကစိတ်သက်နော်စိတ်သက်ထက်သန်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက် number H နဲ့တွဲမှာပေါ့နော် very keen to do something တခုခုလုပ်ဖို့အလွန်စိတ်အားထက်သန်တော့ဆိုဒီမှာ motivated ကစိတ်သက်လုံဆော်ပြီးတော့စိတ်အားထက်သန်တော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် okay next number 3 confused ကတော့ခုနကစိတ်ရှုပ်ထွေးတော့ဆိုတဲ့ပဲเนาะရှုပ်ထွေးတော့ဆိုတော့number F ပေါ့เนาะ unable to think clearly เนาะရှင်းလင်းမတွေးတော့နိုင်တော့ or ဒါမှမဟုတ် to understand something တခုခုကိုနားလည်မလွယ်နိုင်တော့ဆိုတာ confused စိတ်ရှုပ်ထွေးနေလို့ပေါ့เนาะ okay next number 4 depressed ကတော့ခုနကစိတ်သက်ကြတော့ဆိုစိတ်သက်ကြတယ်ဆိုပျော်ရွှင်ပါမလား number B unhappy and without hope မျောလင့်ချက်မဲ့တော့မပျော်ရွှင်တော့ဆိုတာက depressed နဲ့တွဲပါမယ် okay next number 5 determined ကတော့တန်တိတ်တန်ချထားတော့စိတ်ဆုံးဖြတ်ချထားတော့ဆို number A နဲ့တွဲပါမယ် working to achieve a goal even if it is difficult ခက်ခဲနေမယ်ဆိုရင်တောင်မှပဲ तू ကဒီကိုလိုချင်တဲ့ဘန်းတိုင်ကိုရရှိအောင်အလုပ်လုပ်တယ်ဆိုတော့ဒါ determined တန်တိတ်တန်ချတာပေါ့နော် okay next number 6 exhausted ကခြေကုံလက်ပန်းကျမောပန်းနေတော့ဆိုတာဒါ number G နဲ့တွဲမှာပေါ့နော် extremely tired အလွန်မောပန်းနေတော့ okay next number 7 vaccinated ဆိုတာကအလွန်အမင်းဆွဲမစရာကောင်းတော့အလွန်ကောင်းတော့ဆိုတော့ number G နဲ့တွဲမယ် extremely interested နော်အလွန်အမင်းစိတ်ဝင်စားစရာကောင်းတော့ okay next number 8 frustrated ကတော့နော်စိတ်ပြက်စရာကောင်းတော့ဆိုတော့ number I ပေါ့နော် feeling annoyed ဆိုတာနော်စိတ်ပြက်စရာကောင်းတော့ or lacks confidence ဆိုတာယုံကြည်မှုနည်းတော့မရှိတော့ဆိုတော့ဒါ frustrated ပေါ့ okay next number 9 impatient ဆိုတာကစိတ်မရှိဘူးဆိုတော့ number E getting angry easily နော်လောလောကူကူစိတ်ဆိုးလွယ်တော့ပေါ့နော် okay next number 10 impressed ကတော့ okay နောက်ဆုံးကျန်တဲ့ number T ပေါ့နော် causes someone to admire or respect တယောက်ကိုတစ်ခုကို admire လေးစားမြတ်နိုးတော့ဆိုတဲ့အဓိပ္ပာယ်ပါ okay အဲဆိုတော့အဖြေလေးတွေကဒီမှာနော်ထပ်ပြီးတော့ဖြည့်ပေးထားပါတယ် number 1ဆိုရင် C နဲ့တွဲမှာပေါ့နော် number 2 H နော် 3F လို့လေးတွဲပေးထားပါတယ် okay အဲဆိုတော့ဒီ meaning ဒီအတန်တွက်ကလေးတစ်ခေါက်လောက်ဆိုပြပေးပါမယ် amazed motivated confused depressed determined exhausted vaccinated frustrated impatient impressed okay next 1B choose the appropriate adjectives choose ရွေးချယ်ပါ the appropriate adjectives ဒီ appropriate ဆိုတာတင့်တော်တဲ့ adjectives နာမဝိသေသနတွေကိုရွေးချယ်ပေးပါ okay number 1 the foreign nouns
are impressed, depressed with the magnificent ရွှေတကုံ pagoda ဒီ foreigner ဆိုတဲ့ဒီเนาะနိုင်ငံခြားသားဧည့်သည်တွေက are impressed เนาะအထင်ကြီးလေးစားစာဖြစ်မလားသို့မဟုတ် depressed เนาะစိတ်သက်သာဖြစ်မလား with the magnificent ရွှေတကုံ pagoda ဒီရွှေတကုံဖျားကြီးရဲ့အမခန်းလောက်တဲ့အရာကိုเนาะ depressed ဖြစ်မလား impressed ဖြစ်မလားเนาะ okay impressed ပဲဖြစ်မှာပေါ့เนาะ impressed အဖြေက impressed ပါเนาะအထင်ကြီးလေးစားမှာပါရွှေတကုံဖျားကြီးရဲ့အမခန်းလောက်စရာကောင်းတဲ့ရွှေတကုံဖျားကြီးကို impressed ဖြစ်ပါမယ် okay next number 2 after a long and tiring journey the whole team was really motivated exhausted after a long and tiring journey ဆိုတာဒီရှည်လျားပြီးမောပန်းတဲ့ခရီးရနေပြန်လာပြီးနောက်တဲ့ the whole team ဒီအသင်းတစ်ခုလုံးကအသင်းတစ်သင်းလုံးက was really motivated ဖြစ်မလား exhausted ဖြစ်မလားเนาะဒီခရီးရှည်ရနေမောပန်းပြန်လာပြီးနောက်ဆိုတာကတော့ exhausted ပါเนาะ exhausted ခြေကောင်းလက်ပန်းကြမောပန်းသွားပြီပေါ့ okay next number 3 the trainer is getting impatient fascinated with those disobedient boys the trainer ဆိုနီးပြပါเนาะ is getting impatient စိတ်မရှိဖြစ်မလား fascinated เนาะfascinated ဆိုတာကဒီဆွဲမစရာကောင်းမလားစိတ်လုံးမင်းစိတ်ဝင်စားစရာကောင်းမလားပေါ့เนาะ with those disobedient boys disobedient ဆိုတာကဒီမနာခံတတ်တဲ့เนาะဒီမနာခံတတ်တဲ့ကောင်လေးတွေဆိုတော့တေချာပေါ့ trainer ကဘာဖြစ်မလို့ဆိုတော့ impatient စိတ်မရှိဖြစ်မှာပေါ့เนาะမနာခံတတ်ဘူးဆိုတော့ကြတော့ impatient စိတ်မရှိဖြစ်ပါမယ် okay next number 4 Yubar works determined confused to go abroad for her further studies Yubar ဆိုเนาะသူဟာတဲ့ works determined တန်တဲ့ချထားတဲ့ဒါမှမဟုတ် confused စိတ်ရှုပ်ထွေးနေတယ် to go abroad for her further studies to go abroad ဆိုတာဒီနိုင်ငံခြားကိုပါเนาะနိုင်ငံခြားကိုသွားဖို့ for her further studies သူ့ရဲ့နာမည် further ဆိုတာနောက်ထပ်ပါเนาะထပ်တိုး studies ဆိုတာကလေ့လာမှုပါเนาะနောက်ထပ်ပညာတော်သင်သွားဖို့ပါเนาะဒီလိုမျိုးလေ့လာမှုသွားဖို့အတွက်နိုင်ငံခြားသွားဖို့အတွက် confused ဖြစ်မလား determined ဖြစ်မလား okay နိုင်ငံခြားသွားမယ်ဆိုတော့သူเนาะ determined စိတ်ဆုံးဖြတ်ထားပါเนาะဒါနိုင်ငံခြားဆိုလူတိုင်းပညာတော်သင်သွားခြင်းကြတယ်ဆိုတော့ဒါကအဖြေကဘာဖြစ်မလို့ဆိုတော့ determined စိတ်ဆုံးဖြတ်ထားပါတယ် okay next number 5 the box was frustrated amazed because his manager did not understand what he was trying to say the box was box ဆိုတော့ဒီเนาะတထေးကပေါ့เนาะ was frustratedနော်စိတ်ပြတ်တယ် order မဟုတ်ရင် amazed နော်အံ့အားသင့်တယ် because ဘာကြောင့်လဲဆိုတော့ his manager did not understand သူ့ရဲ့နေမှာ manager က did not understand နားမလည်ဘူး what he was trying to say သူပြောဖို့ကြိုးစားနေတဲ့အရာကိုနားမလည်နိုင်တဲ့အတွက်ကြောင့် boss ကဘာဖြစ်မှာလဲ frustrated เนาะသူပြောတဲ့အရာနားမလည်ဘူးဆိုတော့ frustrated စိတ်ပြတ်မှာပေါ့နော် okay ဒါကတော့သူရဲ့ဖြေလေးတွေပါOkay next listening and speaking ဆိုတာဒါကတော့ listening နားထောင်ရမယ် speaking ပြောရမယ်အပိုင်းပေါ့နော် number 2A listen and complete the short dialogics listen နားထောင်မှာ and complete ဖြည့်စွက်ပါ the short dialogics ဒီစကားပြောတူတူလေးတွေကိုဖြည့်စွက်ပြရပါမယ်အဲဆိုတော့ဒီမှာနော်နားထောင်ပြီးတော့ဖြည့်ဆွဲရမှာဆိုတော့တစ်ချက်လောက်နားထောင်ကြည့်ပေးပါ Listening and speaking. Track 4. Exercise 2A. Listen and complete the short dialogues with the adjectives. 1. Were you disappointed when you saw your low grades? Yes, I was definitely depressed. 2. You appear to be tired. Did you have a late night? I went to bed only at midnight. I'm really exhausted. 3.
Will your mother be surprised if I accompany you? I'm sure she'll be very pleased to see you. 4. You look confused. Can't you follow the lesson? Shoo. If the teacher hears what we are saying, she will be annoyed. 5. Are you amazed to hear that he got the first prize in the competition? We hope so. He is a highly motivated student. 6. Were you impressed with the performance of the school band? Absolutely. I was fascinated. 7. Why are you looking so frustrated? Because I had to wait for the school bus this morning and I got impatient with the driver. Track 3. Okay ဒီဖြစ်ခုနလေးတော့ listening နော် audio file လေးကိုဖွင့်ပြထားဆိုတော့ဒါလေးကိုဖြည့်လို့ရမယ်ထင်ပါတယ်အကွေတစ်ခေါက်နဲ့မရရင်နောက်ထပ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ထိအောင်ပြန်ပြီးတော့ကြော်ပြီးတော့နောက်ထပ်မှာဒီမှာတော့သူ့ရဲ့အဖြေလေးတွေကိုဖြည့်ပြလိုက်ပါမယ် Okay ဒီပဲလေးကတော့ were you disappointed when you saw your low grades နော် your low grades ဆိုတော့မင်းရဲ့နဲ့မှာနော် low grades ဆိုတော့အဆင့်ပါနော်အဆင့်နဲတဲ့အဆင့်ကိုနော်အဆင့်နှိမ့်နှိမ့်လေးတွေနည်းနည်းလေးကိုတွေ့ရတဲ့အခါမျိုးမှာတဲ့ were you disappointed မင်းစိတ်ပြတ်သလားလို့မရပါနော် disappointed ဆိုတာစိတ်ပြတ်တော့ဆိုတဲ့ပဲမျိုး yes နော်စိတ်ပြတ် yes ဟုတ်တယ် I was definitely depressed okay ကိုယ့်ရဲ့နဲ့မှာ grade ကနည်းနေတယ်ဆိုရင်တော့ depressed နော်စိတ်တက်ကြတာပေါ့နော်okay next you appear to be tired did you have a late night Did you appear to be tired? Okay, မင်းကြည့်ရတာမောဘန်းနေပုံပေါ်တယ် Did you have a late night? ညတော့မအိပ်ဘူးလားပေါ့နော်အိပ်ရဝင်နောက်ကြလား I want to bed only at midnight. နော် I want to bed only at midnight ဆို midnight ဆိုညတကောင်ရံကြမှာဒါလေးတင်တော့အိပ်ရဝင်နေ I'm really exhausted နော် I'm really exhausted အလွန်အမင်းနောက်တကယ်ကိုပဲအလွန်အမင်းပါဖြစ်နေအောင်ဆိုတော့မောဘန်းနေပါတယ် Okay, will your mother be surprised if I accompany you? Okay, will your mother be surprised? မင်းရဲ့အမေကနော်အံ့အားသင့်သွားမလား if I accompany you ငါမင်းနဲ့လိုက်လာမယ်ဆိုရင်မင်းအမေကအံ့အားသင့်သွားမလား I'm sure she'll be very pleased to see you. Okay ငါနော်တေချာပေါက်ပဲသူမမင်းကိုတွေ့မယ်ဆိုရင် pleased ကျင်းနဲ့လိုက်မယ်ဆိုတာငါတေချာပေါက်ပြောရတယ်ပေါ့ Okay, next you look confused. Can't you follow the lesson? You look confused. Okay, မင်းကြည့်ရတာနော် confused စိတ်ရှုပ်ထွေးနေရပုံပဲ Can't you follow the lesson? ဒီသင်ခန်းစာကိုမလိုက်နိုင်ဘူးလားနော် should do ပါနော် If the teacher hears what we are saying. Okay, ငါတို့ပြောသွားရအောင်ဆရာမကြားသွားမယ်ဆိုရင် she will be annoyed နော်သူမစိတ်ပြတ်သွားလိမ့်မယ်ပေါ့ Okay, are you amazed to hear that he got the first prize in their competition? Are you amazed? Are you amazed? No? To hear that he got the first prize in their competition. Deep yang boy ma do patamasu ya dwara o jalo and odwala. No, we hope so. No, and obabu, we hope so. Myolin tai time. He is a highly motivated student. Do at the get go be no say art than net no jang da dia be okay were you impressed with the performance of the school band the school band so that jang ti wa yin ne ma performance ကပြဖြောပြမှုကတဲ့ were you impressed မင်းကိုအထင်ကြီးလေးစားစရာအထင်ကြီးလောက်စရာဖြစ်သလား absolutely ဖြစ်တာပေါ့ I was fascinated နော်အတာကအရန်ကိုပဲfascinated အရန်ကိုပဲဆွဲမှတ်စရာကောင်းပါတယ် Why are you looking so frustrated? Okay မင်းဘာကြောင့် frustrated စိတ်ပြတ်နေရလဲတဲ့ Because I had to wait for the school bus this morning ဒီမနက်ကကျောင်းကဆောင်နေတယ် and ပြီးတော့ I got impatient with the driver နော်ဒီမနက်ကျောင်းကဆောင်နေရလို့မို့လို့ဒီ driver ကိုသူက impatient စိတ်မရှိဖြစ်နေရပါတော့ Okay ဒါကသူရဲ့အတိတ်ပဲလေးတွေပါ Okay next 2B practice the dialogues in pics Okay အဲ့ဆိုတော့ခုနက dialogue လေးတွေကိုနော်ခုနကပေးထားတဲ့နံပါတ် 2A ရ dialogue လေးတွေကို practice လေ့ကျင့်ရမှာပါနော်လေ့ကျင့်မယ်ဆိုတော့ခုနက native speaker လေးပြောထားတဲ့ audio file လေးတွေကိုတခြားနားထောင်မယ်နားထောင်ပြီးတော့လေးသိန်းလေးတွေပေါ့နော်တခြားလေ့ကျင့်ပေးမယ်ဆိုရင်အဆင်ပြေပါပါ Okay next number 3A listen to
a talk show between the host and the guest speaker Yetta, one of the outstanding grade 8 students. Say if the following statements are true or false. Listen, Natama, to a talk show. Talk show ဆိုဒီစကားပြောဝိုင်းလေးပေါ့နော် between the host and the guest speaker between the host ဆိုတော့ဒီတင်ဆက်တဲ့သူစီစဉ်ကြည့်ချက်သူနဲ့ the guest speaker ဒီဧည့်သည်နော်ဧည့်သည်စကားပြောတဲ့သူဘယ်သူတော့ဆိုတော့ Yetta နာမည်သူကဘယ်သူတော့ဆိုတော့ one of the outstanding grade 8 students ဒီ outstanding grade 8 students ဆိုတာဒီထူးချွန်တဲ့ပေါ့နော် grade 8ကျောင်းသားတွေကတယောက်ဖြစ်တဲ့ Yetta နော်ဒီဧည့်သည်ပြောတဲ့သူကိုတဲ့ဒီတင်ဆက်သူနဲ့ကြားတဲ့က talk show ဆိုတဲ့ဒီစကားဝိုင်းလေးကိုဘာလို့ပြရမှာဆို listen နားထောင်ပြရမယ်ပေါ့နော် talk show ကဒီတင်ဆက်သူပါမယ်ခုနလေးကဒီ grade 8ကျောင်းသားတွေကထူးချွန်တဲ့ကျောင်းသားတယောက်ရက်ထပ်ပါမယ်ပေါ့နော် okay ပြီးရင် save ပြောပါတဲ့ if the following statements are true or false အဲ့ဒါကြီးနားထောင်ပြီးတော့ဒီအောက်ပါ statement အစာကြောင်းတွေကမှန်သလားမှားသလားဆိုတာကိုပြောပြပေးရပါမယ် okay အဲ့ဆိုတော့ listen နားထောင်ကြည့်မယ်ပေါ့နော် Wonderful day ahead. Unit 4. Listening and speaking. Track 5. Exercise 3A. Listen to a talk show between the host and the guest speaker, Yer Tet, one of the outstanding grade 8 students. Say if the following statements are true or false. How are you feeling now? I have never been on a talk show before and I'm feeling a little bit nervous now. What does a great day look like at school for you? Oh, a great day starts when my teacher smiles at me and makes me feel happy. It can make my day fabulous if there is no homework. What makes your day more enjoyable? I think focusing on today can be enjoyable. Sharing and caring among friends is also important. This can make you happy too. How do you stay motivated and disciplined with your schoolwork? Well, I think if you find something you like or get interested in something, being disciplined comes naturally. Having a goal in your mind is inspiring and you need to be motivated to reach the destination that you want. Keep going up where you want to be. Do you ever feel stressed? What do you do to get rid of your stress? Sometimes I don't want to study or do my homework. I feel frustrated when I can't solve math problems. I feel tired especially on summer nights. When I feel stressed, I just watch my favorite cartoon movies and listen to pop songs. It sounds interesting. Okay, one last question. Who is the best person to talk to when you feel depressed? My mum, for sure. Whenever I feel sad or depressed, I talk with my mum. Thank you very much for your informative talk. Hope you have a wonderful day ahead. King. Track 5. okay ဒီ audio file လေးကိုနားထောင်ပြီးမယ်ဆိုရင်တော့ဒီအကြောင်းအရာလေးကိုဖြည့်လို့ရမယ်ထင်ပါတယ်တစ်ချိန်နဲ့နားထောင်လို့မရဘူးဆိုရင်နော်ရှင်းမှာတစ်ချိန်နှစ်ချိန်ထပ်ပြီးတော့ပြန်ပြီးတော့ရစ်ပြီးတော့နားထောင်ပေးပါ okay အဲ့ဆို number 1 for Yetta a great day starts when the teacher scolds him okay နေ့တစ်နေ့ကိုတဲ့သူကဆရာမဆူလိုက်တဲ့နေ့နဲ့ပေါ့နော်ဒီကောင်းမွန်တဲ့နေ့ကိုစားလိုက်ပါတယ်တဲ့ okay ကိုကြားလိုက်ထဲမှာဘယ်လိုနေလေးနဲ့စားလိုက်တော့ပေါ့နော် okay next number 2 Yetta thinks that when there is no homework okay အိမ်စာမရှိတဲ့အချိန်ဆိုရင်တဲ့ရထက်က feel set ဝင်နေတယ်တဲ့ okay နော်ဒါ true or false မှာဖြစ်မလဲ okay next number 3 Yetta supports his friends to make himself happy okay ရထက်ကသူတငယ်ချင်းတွေကိုသူ့ကိုပျော်ရွှင်အောင်လုပ်ဖို့ support ထောက်ပံ့ပေးပါတယ်တဲ့ okay next number 4 Yetta watches cartoon movies when he feels stressed okay သူကနော် feel stressedနော် stress ဆိုတာစိတ်ဖိစီးမှုလားစိတ်ဖိစီးမှုဖြစ်တာပေါ့နော်စိတ်ဖိစီးမှုတွေဖြစ်နေတဲ့အခါမျိုးမှာခံစားနေတဲ့အခါမျိုးမှာဒီကာတွန်းကားတွေကိုကြည့်ပါတယ်တဲ့ okay next number 5 Yetta talks to his dad when he feels depressed okay သူစိတ်သက်ကြနေတဲ့အခါမှာသူကသူ့အဖေနဲ့စကားပြောပါတယ်တဲ့ okay ဒါကခုနလေးကအကြောင်းအရာကိုနားထောင်ပြီးရင် true or false လေးဖြေလို့ရမယ်ထင်ပါတယ်ဒီမှာတော့အဖြေလေးတွေဖြည့်ပြပေးလိုက်ပါမယ်Okay, next. Number 3B. Fill the blanks with the suitable adjectives in the box. Then listen again and check the answers. Fill the blanks.
quality ကိုဖြည့်ပါ with the suitable adjectives in the box ဒီ box လေးတောင် box ထဲမှာပေးထားတဲ့တင့်တော်တဲ့ adjectives တွေကိုဒီ quality ထဲမှာဖြည့်ပေးပါ then to now listen again and check the answer listen again ပြန်ပြီးတော့နားထောင်ပါ and ပြီးတော့ check the answer အဖြေကိုပြန်ပြီးတော့စစ်ဆေးပါ okay အဲဆိုတော့ host နော်ခုနလေးကပြောထားတဲ့ host နော်တင်ဆက်သူရဲ့ရက်ထက်က okay ဘာတွေပြောလဲကြည့်ပါမယ် okay ဒီမှာ stressed နော် stressed ဆိုတာကစိတ်ဖိစီးတော့ tired နော် tired ဆိုတာမောပန်းတော့ interested ဆိုတာကစိတ်ဝင်စားစရာကောင်းတော့ disciplined ဆိုတာကစီကံကြီးတော့ပေါ့နော် frustrated ဆိုတာကတော့စိတ်ပျက်စရာကောင်းတော့ motivated ဆိုတာကတော့စိတ်သက်လှုံ့ဆော်တော့စိတ်သက်ခွန်အားဖြစ်တော့ဆိုတဲ့ပဲပေါ့နော်စိတ်အားထက်သန်တော့ပေါ့ okay host စီစဉ်နော်တင်ဆက်သူက how do you stay motivated and disciplined to do your school work okay how do you stay နော်ဘယ်လိုမျိုးနေထိုင်လဲတဲ့ motivated and disciplined to do your school work မင်းရဲ့ဒီကျောင်းလုပ်တွေနဲ့ပတ်သက်ပြီးတော့ motivated ဖြစ်အောင် motivated ဆိုတာစိတ်သက်နော်စိတ်သက်တက်ကြွအောင်ပြီးတော့ကြတော့ disciplined ဆိုတဲ့စီကံရှိအောင်မင်းဘယ်လိုမျိုးနေထိုင်လဲဆိုပြီးမေးတော့ okay ရထက်ကဖြေတယ် where are ပေါ့နော် I think နော်ကျွန်တော်ထင်တယ် if you find something you like နော် if you find something you like or get blank in something if you find something you like okay နော်မင်းကြိုက်တဲ့တစ်စုံတစ်ခုကိုနော်မင်းနှစ်သက်တဲ့တစ်စုံတစ်ခုကိုတွေ့တဲ့အခါမျိုးမှာ order မရင် get blank in something တခုခုကိုเนาะဘာဖြစ်တဲ့အခါမျိုးမှာလဲအဲ့လိုအခါမျိုးမှာဆိုရင်တဲ့ being blank เนาะ being blank ကွက်လက်က comes naturally เนาะအလိုအလျောက်ပေါ့เนาะရောက်လာပါလိမ့်မယ်ကိုဘာဖြစ်တဲ့အခါကိုဖြစ်မလဲ okay next having a goal in your mindမင်းရဲ့စိတ်ထဲမှာပေါ့เนาะ having a goal ဆိုတာကနော်ဒီ goal ဆိုတာရည်မှန်းချက်ပန်းနိုင်ရှိခြင်းကတဲ့ inspiring ဆိုတာကနော်စိတ်သက်ခွန်အားဖြစ်တာနော်စိတ်သက်ခွန်အားဖြစ်ပါတယ် and ပြီးတော့ you need to be နော် to be ဘာဖြစ်ဖို့လိုအပ်မလဲ to reach ရောက်ရှိဖို့ရန် the destination ဆိုတာပန်းနိုင် that you want မင်းလိုချင်တဲ့ပန်းနိုင်ကိုရဖို့ဆိုပြီးဘာဖြစ်ဖို့လိုအပ်မလဲဒီဘောကပေါ့နော် okay next keep going up where you want to be keep going up ဆိုတာဆက်ပြီးတော့စူးစမ်းပါဆက်လုပ်ပါ where you want to be မင်းလိုချင်တဲ့เนาะမင်းလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်ဆက်ပြီးတော့စူးစမ်းပါဆိုတဲ့ပဲပါ okay next host เนาะတင်ဆက်သူက do you ever feel stressed what do you do to get rid of your stress do you ever feel stressed မင်းက stress ဆိုတာစိတ်ဖိစီးမှုတွေဖြစ်လေရှိလားWhat do you do to get rid of your stress? No, get rid of ဆိုတာ remove နဲ့တူတူပဲเนาะ get rid of your stress မင်းရဲ့မှာ stress စိတ်ဖိစီးမှုတွေကို remove ဘယ်လိုမျိုးเนาะဖယ်ရှားပစ်တယ်လေတဲ့ဘာတွေလုပ်ပြီးတော့ဖယ်ရှားပစ်တယ်လေတဲ့ Okay အဲ့ဆိုရတဲ့က sometimes I don't want to study or do my homework sometimes တခါတရံတော့ I don't want to study ငါစာရီမလေးလာခြင်းမူစာရီမကြက်ခြင်းမူ or do my homework အင်စာလည်းမလုပ်ခြင်းမူI feel blank ဘာဖြစ်လဲ when I can't solve math problems เนาะသင်္ချာပု္ပ္ပစာတွေကိုမတွက်နိုင်တဲ့အခါမျိုးတွေမှာငါဘာဖြစ်မလဲ I feel ဘာဖြစ်မလဲเนาะ motivated ဖြစ်မလား frustrated ဖြစ်မလား disciplined ဖြစ်မလားเนาะကိုယ်စဉ်းစားပါမယ် okay next I feel blank especially on summer nights เนาะ summer nights ဆိုနွေရာသီညတွေမှာအထူးသဖြင့်နွေရာသီညတွေမှာငါကဘာဖြစ်လဲ I feel okay when I feel blank เนาะဘာဖြစ်တဲ့အခါမျိုးမှာလဲဘာဖြစ်တဲ့အခါမျိုးမှာနွေရာသီညတွေမှာအထူးသဖြင့်ဘာတွေခံစားမလဲပေါ့နော် okay I just watch my favorite cartoon movies and listen to pop music okay အဲ့လိုခါမျိုးမှာ I just watch my favorite cartoon movie သူအကြိုက်ဆုံးเนาะ
ကျွန်တော်အကြိုက်ဆုံးကာတွန်းကားတွေကြည့်တယ်ပြီးတော့ pop sound ပေါ့နော်တချင်းအေးအေးလေးတွေနားထောင်ပါတယ်တဲ့ Okay အဲ့ဆိုတော့တေချာဘောက်ကတော့ဒီနံပါတ်1ကတော့ပေါ့နော်ဘာဖြစ်မလဲဆိုတော့ကြတော့ interested ပေါ့နော်တခုခုကိုစိတ်ဝင်စားတယ်ပေါ့နော်တခုခုကိုစိတ်ဝင်စားလိုက်တဲ့အခါမျိုးမှာစိတ်ဝင်စားတာမင်းတွေးလိုက်မယ်စိတ်ဝင်စားမယ်ဆိုရင် being ဘာဖြစ်မလဲဆိုတော့ disciplined ပေါ့နော်ဒီ second ကလည်း comes naturally အလိုလျောက်နော်ရလာပါလိမ့်မယ် Okay next နောက်တစ်ခုကဒီနော်မင်းရဲ့စိတ်ထဲကနော်ဖြစ်ချင်တဲ့ပန်းနိုင်တစ်ခုရှိနေမယ်စိတ်သက်ခွာဖြစ်နေမယ်ဆိုရင်မင်းကဘာဖြစ်ဖို့လိုအပ်တော့ motivated ပေါ့နော်စိတ်သက်တက်ကြွနေဖို့လိုအပ်ပါတယ် Okay next နော် I feel when I can't solve math problem သင်္ချာတက်တိုင်းမဖြေရှင်းနိုင်တဲ့အခါမှာဘာဖြစ်မလဲ frustrated နော်စိတ်ပြတ်မှာပေါ့နော် Okay next နော်ဘာဖြစ်မလို့ဆိုတော့ကြတော့ I feel tired နော်မော်ပန်နေတယ် especially on summer night ဘာဖြစ်တဲ့အခါမှာလဲ when I feel stressed ပေါ့နော်ဒီ stress ဆိုတဲ့စိတ်ဖိစီးမှုတွေဖြစ်နေတဲ့အချိန်မျိုးမှာသူက tired မော်ပန်ပါတယ် Okay အဖြေကတော့ဒါလေးပါ Okay အဲ့ဆိုတော့ကိုယ့်ရဲ့အဖြေလေးမှန်ပေါ့နော်ဒါက listen again ခုနလေးကဟာလေးကိုပြန်ပြီးတော့နားထောင်ရမှာပါ Okay တစ်ချက်လောက်ပြန်ပြီးနားထောင်ပြီးစစ်စစ်ကြည့်ပေးပါ Exercise 3A. Listen to a talk show between the host and the guest speaker, Yair Tet, one of the outstanding grade 8 students. Say if the following statements are true or false. How are you feeling now? I have never been on a talk show before and I'm feeling a little bit nervous now. What does a great day look like at school for you? Oh, a great day starts when my teacher smiles at me and makes me feel happy. It can make my day fabulous if there is no homework. What makes your day more enjoyable? I think focusing on today can be enjoyable. Sharing and caring among friends is also important. This can make you happy too. How do you stay motivated and disciplined with your schoolwork? Well, I think if you find something you like or get interested in something, being disciplined comes naturally. Having a goal in your mind is inspiring and you need to be motivated to reach the destination that you want. Keep going up where you want to be. Do you ever feel stressed? What do you do to get rid of your stress? Sometimes I don't want to study or do my homework. I feel frustrated when I can't solve math problems. I feel tired especially on summer nights. When I feel stressed, I just watch my favorite cartoon movies and listen to pop songs. It sounds interesting. Okay, one last question. Who is the best person to talk to when you feel depressed? My mum, for sure. Whenever I feel sad or depressed, I talk with my mum. Thank you very much for your informative talk. Hope you have a wonderful day ahead. Track 4. Okay ဖြေလေးတွေကြားမယ်လို့ထင်ပါတယ် Okay next number 4A think about a time when you were disappointed depressed pleased impressed when was it who what caused the feeling what did you do then think about a time Okay အချိန်တစ်ခုကို think တွေးလိုက်ပါ when you were disappointed disappointed ဆိုတာမြင်စိတ်ပျက်စရာကောင်းတဲ့အချိန်တစ်ခုကိုစဉ်းစားလိုက်ပါ or ဒါမှမဟုတ်ရင် depressed ဟိုစိတ်သက်ကြနေတဲ့အချိန်တစ်ခုကိုစဉ်းစားလိုက်ပါ or ဒါမှမဟုတ်ရင် pleased နော်ကျဉ်းတဲ့စရာကောင်းနေတဲ့အချိန်တစ်ခုကိုစဉ်းစားလိုက်ပါ or ဒါမှမဟုတ် impressed ဒီအထင်ကြီးလောက်စရာကောင်းတဲ့တစ်ခုခုကိုတွေးတောလိုက်ပါ when was it အဲ့ဒါကဘယ်ချိန်တုန်းကဖြစ်ခဲ့မလဲ who ဘယ်သူ or ဒါမှမဟုတ်ရင် what နော်ဘာက caused the feeling okay ဘယ်သူကြောင့်ဒီ feeling ကဖြစ်တာလဲတော့မဟုတ် what ဘာအကြောင်းအရာကြောင့်ဒီ feeling ခံစားချက်ကဖြစ်တာလဲ what did you do then အဲ့ဒီနောက်မင်းဘာတွေလုပ်မလဲတဲ့ဒါကိုဘဝအကြောင်းမှာပေါ့နော်စိတ်ပျက်စရာကောင်းတဲ့အချိန်တွေလည်းကြုံတွေ့ခဲ့ပူမှာပဲစိတ်သက်ကြစရာအချိန်တွေဒါကျဉ်းစရာကောင်းတဲ့ဂုဏ်ယူလောက်စရာကောင်းတဲ့အချိန်တွေလည်းပဲကြုံတွေ့ရမယ်အဲ့ဒါဘယ်ချိန်တော့ဖြစ်ခဲ့တာလဲ okay ဘသူကြောင့်ဒီ feeling ကဖြစ်ခဲ့တာလဲသို့မဟုတ်ဘာအကြောင်းအရာကြောင့်ဒီ feeling ကဖြစ်ခဲ့တာလဲ okay နောက်မှာ what did you do then အဲ့ဒီနောက်မင်းဘာတွေလုပ်လဲဆိုတော့ဒီအကြောင်းအရာလေးကိုစဉ်းစားကြည့်မယ်ပေါ့နော် okay next number 4B impacts ask and answer the questions number 4B ကတော့ impacts နှစ်ယောက်အတွက် ask and answer
မေးပြီးတော့ဖြေပါမယ် the questions เนาะမေးခွန်းတွေကိုမေးပြီးတော့ဖြေပါမယ် okay ဘာမေးတော့ဆို when were you disappointed when were you disappointed မင်းဘယ်တုန်းက disappointed เนาะစိတ်ပြက်စရာစိတ်ပြက်ခဲ့ဘူးတလဲပေါ့ okay I was disappointed when my younger brother didn't listen to me okay ငါကတော့ငါရဲ့နဲ့မှာ younger brother ဆိုတဲ့နော်ညီလေးတို့မဟုတ်မောင်လေးပေါ့နော်မောင်လေးကdidn't listen to me ငါစကားကိုနားမထောင်တဲ့အခါမျိုးမှာငါကစိတ်ပြတ်တယ်ပေါ့နော်ဒါကိုစိတ်ပြတ်စရာကောင်းတဲ့အခြေအနေတစ်ခုအကြောင်းကိုဒါကပြောထားပါနော် okay အဲ့ဆို what did you do then အဲ့ဆိုရင်မင်းဘာလုပ်မလဲ I listened to my favorite song အဲ့လိုချိန်မျိုးမှာငါကနော် my favorite song ငါအကြိုက်ဆုံးတခြင်းလေးကိုနားထောင်လိုက်တယ်okay အဲ့ဆိုတော့ဒီလိုအကြောင်းအရာမျိုးလေးတွေကိုလေ့ကျင့်ပေးရမှာပါကိုကနော် disappointed ဖြစ်တယ်ဘာကြောင့် disappointed ဖြစ်တာလဲညီလေးကြောင့်ညီမလေးကြောင့်တို့မဟုတ်အင်စာရီလောက်ရလို့ဘာလောက်ရလို့ဒီလိုမျိုးလေးကိုဟာနဲ့ကိုဖြေရမှာပါ okay အားလုံးအဲ့ဆိုအဆင်ပြေမယ်ထင်ပါတယ် thanks for watching ကျေးဇူးတင်ပါတယ်ရှင်